1382 ခုနှစ်ပြာသူလဆန်း8ရက်2020ပြည့်နှစ်ဇန်နဝါရီလ2ရက်ကြာသပတေးနေ့ရန်ကုန်တိုင်းဒေသကြီးလှိုင်မြို့နယ်ရန်ကုန်စီးပွားရေးတက္ကသိုလ်စီမံခန့်ခွဲမှုပညာဌာနပရမဆောင်အတွင်ဆင်းကျမပြုလို့အပ်သည်နိတိကုဓမ္မပူဇာအထုဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်သောမြတ်ဗုဒ္ဓ၏အဆုံးအမဩဝါဒတရားပကံခေကိုပြန်ပြီးတော့မျှောကြည့်လိုက်မယ်ဆိုရင်AD 17ရာစုနှစ်လောက်ကပကံဟာစတင်ပြီးတော့ထင်းရှားရှားဖွံ့ဖြိုးလာတယ်လို့ပြောမှာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကဗမာပြည်ကိုရောက်တာတော့တကောင်ခေတ်ကလေးကရောက်တယ်လို့ဆိုနိုင်တယ်ဆက်သွယ်လာတာဘာလို့တော့ဆိုတိဘက်တို့ပါမယ်အနွယ်များဖြစ်ကြတဲ့တကြတာကိဝင်လူမျိုးတွေဟာတရွေ့ရွေ့ဆင်းလာပြီးတော့တကောင်ဘက်ကိုအခြေဆိုင်တယ်အဲ့ဒီမြန်မာရာဇဝင်ရဲ့အဆိုမိန်ကိုအထောက်ထားရှာမတွေ့တဲ့အချိန်တုန်းကပုံမြင်သဘောထားကြတယ်ပေါ့နိုင်ငံသားတွေကပုံမြင်သဘောထားကြတယ်အခုချိန်မှာပြုခေတ်ရဲ့ရှေ့ပိုင်းအစလက်ရခြေရတွေကိုတူးဖော်လို့ရရှိလာတဲ့အခါကျတော့သူတို့ရဲ့အထောက်ထားကင်းမဲ့ပြီးတော့ပုံမြင်လို့ပြောတဲ့စကားမျိုးတွေဟာမရေမရမှန်းဆပြီးတော့ဆုံးဖြတ်ချက်တွေဖြစ်သွားပြီဒီဘက်ကပြန်ပြီးခိုင်မာလာတယ်ဆိုသိရတော့မြန်မာစတကောင်ကဆိုတဲ့စကားကိုပဲဒေါက်တာလူးစ်တို့အုပ်စုကပြောင်းလဲပစ်ခဲ့တာအလုံးသိပဲပေါ့နော်ပညာရှိဦးနေတဲ့ပုဂ္ဂိုလ်သို့တော့မြန်မာစကြောက်ဆယ်ကလို့သူတို့ကပြောင်းလဲပြီးပြောချင်တယ်သို့တော့အခုပြုခေတ်တသက်တွေဒုဖော်ရရှိလိုက်တဲ့အခါကျတော့တကောင်ဆိုတာတကယ်ရှိခဲ့တာကိုထင်ရှားတွေ့ရတယ်ပေါ့အဲ့ဒီကနေပြီးမြန်မာရာဇဝင်မှာရာဇဝင်ဆိုဒီမှာသမိုင်းမှတ်တမ်းဆိုတာအကုန်လုံးတော့မှန်ညီမှမှန်တပြည့်မကြည့်နဲ့ဒီကနေ့ရေးနေတဲ့သတင်းစာတွေပဲကြည့်မှန်တာရှိတယ်မှားတာရှိတယ်နော်ကြောက်စာရှိတယ်ဆိုရင်လည်းမှန်လို့ပြောလို့မရဘူးမြတ်စွာဘုရားကိုယ်တိုင်ကအမှန်လို့မဆုံးဖြတ်ရမယ့်အချက်တွေ10ချက်ပေးထားတာရှိတယ်ဒါတတိပြုစရာပဲအဲ့ဒီမှာလမ်းဆုံးပြီးအမှန်လို့ပြောလို့မရဘူးဒါ tradition နဲ့လည်းပဲမှန်တယ်လို့မပြောနဲ့လက်တွေ့လုပ်ကြည့်ရအောင်ပဲစာပေကျမ်းကအဆိုအမိန့်ရှိတယ်ဆိုရင်ဆိုရုံနဲ့လည်းအမှန်လို့ပြောလို့မရဘူးစာရဲဆိုတာရေးလို့ရတယ်ပေါ့အဲ့ဒါကိုဖေရစကားနဲ့ပြောမယ်ဆိုရင်မာပိတကတံပဒအနေနာပိတကဆိုတဲ့စကားလုံးကခဏခဏနားလဲနေတာတော့ပိတကသုံးပုံဆိုဖေရစကားပဲပြောတာအမှန်ဒီထဲမှာပါတယ်ပိတကဆိုတာဖေရစကားကိုရည်ညွှန်းတာမဟုတ်ဘူးသူလူတွေသင်ယူနေတဲ့ကျမ်းစာတွေစာအုပ်တွေအလုံးကိုပိတကလို့ခေါ်တာပိတကရဲ့အဓိပ္ပာယ်ကနှမျိုးရှိတယ်ပေါ့basket ဆိုချင်နှောင်းကိုလည်းပိတကလို့ခေါ်တယ်ဒါစနိုးနေအဓိပ္ပာယ်တွေအဓိပ္ပာယ်တူစကားလုံးနောက်တစ်ခုကတော့သင်ယူရတဲ့ကျမ်းစာကိုလည်းပိတကလို့ခေါ်တယ်သို့တော့ကနေ့ခေတ်မှာအင်္ဂလိပ်ဘာသာပြန်တဲ့အခါကျတော့ basket ဆိုတဲ့စကားလုံးနဲ့ပဲပြန်နေကြတယ်သင်ယူရတဲ့ကျမ်းစာကိုလည်းပိဋက
ပိဋကဆိုတဲ့စကားလုံးပါဠိစကားအဲ့ဒီနှစ်ခုရည်ညွှန်းတာဖြစ်တယ်ရည်ညွှန်းတာဖြစ်တော့မာပိဋကတမ္ပဒနေနာစားတဲ့ပေထဲမှာပါတယ်ဆိုရုံနဲ့လေအမှန်တရားလို့မမှတ်ရဘူးလေ့လာအောင်လို့ဆိုလို့မှန်တော့လမ်းမဆုံးနဲ့လို့ပြောတာနော်ဘာပဲဖြစ်ဖြစ်လမ်းဆုံးသွားလို့ရှိရင်ရှေ့သူတည်တနာဆိုတာရက်တော့ရှာဆိုင်သွားတယ်အခုမှန်တယ်လို့ပြောနေပဲတော့ချာမှားချင်မှားတာခဏခေသူတည်တနာလုပ်နေတဲ့ဟိုကျောင်းသူကျောင်းသားတွေသင်ကြားနေကြတဲ့ဆရာမတွေပို့သိတာပေါ့ခဏအမှန်တရားလို့ထုတ်ပြလိုက်နှစ်ဖြင့်ကကြတော့မမှန်ကန်မြန်ဘူးနောက်ဆုံးတွေ့ရှိချက်နဲ့နောက်ဆုံးဆိုတဲ့စီကိုရောက်ကုန်မရောက်သွား last မဖြစ်သေးသမျှ latest နဲ့ပဲသွားနေတာပေါ့နော်အဆုံးစွန်ဆိုတာရောက်တာပေါ့မှန်တရားအဲ့တော့မြတ်စွာဘုရားစကားတော်ဟာပညာရှိရဲ့အဆိုအမိန့်လို့ဒီလိုမှတ်ထားပေါ့ဘုရားဆိုတာတကယ်ပညာရှိသူတော်ကောင်းပုဂ္ဂိုလ်ကြီးပေါ့အရာခတ်သိမ်းကိုသိတဲ့လူသားထဲမှာပညာရှိဆုံးပုဂ္ဂိုလ်တကူရှင်မဟုတ်ဘူးအသိပညာမှာအထက်မြတ်ဆုံးဗုဒ္ဓဆိုတဲ့စကားလုံးကပညာရှိဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတာပဲနော်ပညာဆိုတာတမန်ပညာရှိမဟုတ်ပဲနဲ့ပြည့်စုံတဲ့ပညာရှိဖြစ်တယ်အဲ့ပဲမြတ်စွာဘုရားကစာထဲမှာတွေ့ရုံနဲ့လေအမှန်လို့မပြောနဲ့လက်တွေ့ကကြီးအောင်ရှာကြမ်းကြည့်အောင်လမ်းမဆုံးနဲ့အောင်သူတို့ဆိုထားတာအဲကြောင့်မို့လို့အမှန်နဲ့အမှားဆုံးဖြတ်ချက်ဆိုတာဒီအသိဉာဏ်ပေါ်မှာမူတည်တာအသိဉာဏ်နဲ့ပဲလက်တွေ့လိုက်ဆောင်ပြီးတော့ကြည့်ကြတော့တမိုင်းဆိုတဲ့ရှားဆိုရင်တို့တမိုင်းတို့ဆိုတာတွေဟာအကုန်လုံးအမှန်လို့တော့ပြောလို့တော့မရဘူးသို့တော့အမှန်လို့ပြောလို့မရတယ်လို့တစ်ဖက်ကလည်းပဲအမှားတွေလို့လည်းပြောလို့မရဘူးအဲ့ဒါကိုအခြေခံပြီးတော့လိုက်နာဆောင်ရွက်ပြီးအနိကဆုံးအမှန်တရားကိုရှာရမှာဖြစ်တယ်တကယ်အမှန်တရားဆိုတာတော့လုံးဝလွယ်မှားမှုမရှိတဲ့ဘုရားဟောတဲ့အရိယသစ္စာလွယ်ရင်ကျန်တာအမှန်မဟုတ်ဘူးအရိယသစ္စာဆိုတာ noble truth ဒီဟာတော့ခေတ်ဘယ်လိုပြောင်းသူ့ရဲ့တဘာဝပြောင်းမှာမဟုတ်တောင်မို့လွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကဟောခဲ့တဲ့သစ္စာဒီတဲ့စောပြီးတော့ရှေးတုန်းကပွင့်ခဲ့တဲ့ဖရာတွေဟောခဲ့တဲ့သစ္စာဒီသစ္စာတော့လုံးဝအမှားမရှိတဲ့သစ္စာလို့ခေါ်တယ်တခြားသမုဒိသစ္စာတို့ဘာလို့ဆိုအမှားတွေပါသေးတယ်ဒါတော့လုံးဝအမှားမရှိဘူးလို့ဆိုဒုက္ခသမုဒိယនិရောဓမေဃဆိုတဲ့ဒီသစ္စာလွှဲရင်ဉာဏ်တွေကတော့မှားနိုင်သေးတယ်ပေါ့နော်လွန်ခဲ့တဲ့2600ကဟောခဲ့တဲ့ရသော်ပြရဲ့အဆုံးအမတရားတွေထဲမှာသစ္စာ၄ပါးမဂ္ဂင်၈ပါးဒါတွေဟာလုံးဝအမှားမရှိတဲ့အရာမှားမရှိဘူးဆိုတော့မှားပါတယ်ဆိုရှာပြရသော်ပြကိုယ်တိုင်ကလည်းရှာခိုင်းတယ်လေးလာခိုင်းတယ်မဝေဖန်ရဘူးမလေးလာရဘူးလို့မပြောဘူးတခုမှမြတ်စွာဘုရားဟောတဲ့သုတ်တန်တွေထဲမှာကိန္တိဆိုတဲ့သုတ်ရှိတယ်ဝိမန္တကဆိုတဲ့သုတ်ရှိတယ်ဒါကြောင့်မို့သူဟောတဲ့တရားနဲ့ပတ်သက်ပြီးတော့ဒီအမှန်မှန်ဝေဖန်ခိုင်းတဲ့ဘာသာရေးခေါင်းဆောင်ဆိုတာဗုဒ္ဓတဆူပဲရှိတယ်ပြောတယ်ဟောတဗုဒ္ဓထောက်ဆိုရယ်စာအုပ်ကိုတီဟိုကဆရာတော်တစ်ပါးရေးတယ်ဒေါက်တာဝါပေါ်လာရာဟုလာဆိုတခြားဘာသာရေးခေါင်းဆောင်တွေကကိုပြောရတဲ့စကားကိုဝေဖန်တာမကြိုက်ဘူးမြတ်စွာဘုရားကတော့ဝေဖန်ခိုင်းတယ်ဒါမို့အမှားမှန်ဆိုတာဟာကို
ယုံကြည်ပြီးတော့လက်ခံရမယ့်ကိစ္စမဟုတ်ဘူးကိုယ်အသိဉာဏ်နဲ့ဝေဖန်သုံးသပ်ပြီးတော့မှဆုံးဖြတ်ရမယ့်ကိစ္စလက်တွေ့ကြတယ်လို့သူတို့ဆိုတယ်ပေါ့နော်အဲ့တော့မြန်မာလူမျိုးတွေဟာမြန်မာသမိုင်းအကြမ်းပြင်းအားဖြင့်ပြောမယ်ဆိုရင်ကိုယ့်ဘာသာနဲ့ကိုယ်လူမျိုးအစင်လာနဲ့လာခဲ့တဲ့လူမျိုးလို့ပြောရမှာပဲဖြစ်တယ်ပေါ့နော်ကိုယ်ယုံကြည်ချက်နဲ့ကိုယ်တရိခိတရတို့ပြည်အစ400စု500စုခေတ်မှာဆိုရင်မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေရောက်နေပြီလို့ပြောနိုင်တယ်။ဘာကြောင့်လဲဆိုမောဇာမှာရှိတဲ့ခေမကုန်းကတူဖို့လို့ရရှိတဲ့ရွှေပေလွှာထဲမှာအစင်းမြင့်တဲ့တရားတွေရေးထားတာတွေ့လာ။ဗြဟ္မိအခရာကိုအသုံးပြုပြီးရေးတယ်လို့ဆိုတယ်။အဲ့ဒီခေတ်ကတော့မြန်မာအခရာဆိုတာစတင်နေတဲ့အချိန်ဆိုတော့မတည်ငြိမ်သေးဘူးလို့တော့ပြောလို့ရမှာပေါ့နော်အခရာရေးသားဆိုတာဒီလိုပါပဲအခုမြန်မာပြည်မှာသုံးပြီးတော့နေကြတဲ့ ABCD ဆိုတဲ့အခရာကဘာအခရာတော့နော် ABCD ဆိုတဲ့အခရာဘုန်းကြီးတို့ကဂျာမနီသွားတော့မှတ်တမဲ့အင်္ဂလိပ်အခရာလို့ပြောတော့ဂျာမနီကမကြိုက်ဘူးဆရာတော်အင်္ဂလိပ်အခရာမဟုတ်ဘူးတဲ့ဒါရိုမန်အခရာလို့ပြောဥရောပနိုင်ငံတွေအလုံးအဒီအခရာကိုသုံးသူကအင်္ဂလိပ်အခရာလို့ပြောလို့မရဘူးဗမာပြည်ကတော့ဘုန်းကြီးတို့ ABCD ဆိုအင်္ဂလိပ်စာဆိုပြီးတော့အင်္ဂလိပ်အခရာလို့ပြောတယ်အမှန်တော့ဟုတ်တယ်ဥရောပနိုင်ငံတွေအလုံးအဒီအခရာကိုသုံးဒါဥရောပအခရာဟုတ်တယ်မို့ရိုမန်အခရာလို့ဒါမှမဟုတ်အင်္ဂလိပ်စလုံးပြောင်းတာတွေကို Romanize လို့ခေါ်တာပါဠိကိုအင်္ဂလိပ်ကလုံးပြောင်းတဲ့အခါမှာ Romanize လုပ်တယ်လို့ခေါ်တယ်အဲ့တော့ဥရောပရောက်တဲ့အခါမှာ ABCD ကိုအင်္ဂလိပ်လို့တော့မပြောနဲ့ဒီပြည့်နိုင်ငံမှာမကြိုက်ဘူးသူတို့ဟာဘာလို့အင်္ဂလန်ကသူတို့တဲ့ငယ်တယ်ဂျာမနီတို့ဘာလို့နိုင်ငံကြီးတွေသူတို့ဟာပညာရက်ကလည်းထက်မြက်တယ်သူတို့လည်းအဲ့တော့မြန်မာလူမျိုးတွေရဲ့အခရာဟာမြေစံခရမျိုးနေတဲ့အဆင့်လို့ပြောမှာဗြဟ္မိအခရာကိုခြေခံပြီးတော့မြန်မာလူမျိုးတွေဟာရှင်းနေကြတယ်အဲ့ဒီမှာစပြီးတော့ရှင်းတယ်ပေါ့နော်နောက်မှာပကန်းခေရောက်လာတဲ့အခါကျတော့လေထောက်ထားကြောက်စာတွေရမွန်လူမျိုးတွေအသုံးပြုတဲ့မွန်အခရာကိုရေးလာတယ်လို့သူတို့ဆိုတဲ့သမိုင်းပညာရှိတယ်မြန်မာအခရာဟာပြီးပြင်းပြင်းမဖြစ်လာသေးဘူးပေါ့နော်ကတ္တမ္ဘဆိုတဲ့အိန္ဒိယတောင်ပိုင်းကအခရာနဲ့ဗြဟ္မိဆိုတဲ့အိန္ဒိယတောင်ပိုင်းကအခရာပုံစံနဲ့ရေးလာကြနောက်ပိုင်းရောက်တဲ့အခါကျတော့မှဆရာကြီးဥဒ္ဒမြတ်လည်းမသိဘူးမြန်မာဆွေဆုံးကြမှာလေကာကြီးဖြစ်ပေါ်လာဖို့ခါဝေးဖြစ်ပေါ်လာဖို့အရေးသားတယ်ဟုတ်ဒါလည်းလေးလာကြည့်ဖို့တော့ကောင်းတာပေါ့နော်အဲ့ဒီကနေစပြီးတော့တဖြည်းဖြည်းမြန်မာအခရာဟာငကိုက4000ကနေပြီးတော့ဘာကြောင့်အဝိုင်းဖြစ်လာရတယ်လဲပညာရှင်တွေစဉ်းစားတာကတော့ကြောက်ခေတ္တကတော့4000ချစ်တာပို့ပြီးတော့လွယ်လို့4000ဘုရင်က4003လာခဲ့တယ်အင်းဝခေတ်ထီအောင်4003နေတုံးပဲနောက်ပိုင်းရောက်တဲ့အခါကျတော့ပေစာရေးတဲ့အခါ4000ကသိအဆင်မပြေဘူးပေဆိုတော့တိရဖြစ်နေတော့အရားလိုက်ချစ်လိုက်ရင်သူကစုတ်သွားနိုင်တယ်4000နဲ့သိအဆင်မပြေတော့တဖြည်းဖြည်းဝိုင်းလာတယ်လို့စာပေအခရာရေးသားပြောင်းလဲမှုကိုလိုက်စားတဲ့ပညာရှင်တွေကတော့အဲ့လိုဆိုကြတယ်ပေအခရာကြတော့မှတဖြည်းဖြည်းဝိုင်းလာတယ်လို့ဆိုတယ်မြန်မာအခရာဟာပြောင်းလဲလာတယ်အင်းဝခေတ်ကအခရာတွေကိုအကုန်လုံးဖတ်လို့မရနိုင်သေးဘူးပကံအားဟာတွေဆိုတော့ပညာရှင်တွေမှဖတ်နိုင်တယ်နိအဲ့တော့ပြောချင်တာကတော့400စုလောက်ကနေပြီးတော့စပြီးတော့ထောက်ထားရအထိတဲ့ဆိုရင်လည်းဆိုမယ်
87ရာစုပိုင်းရောက်တဲ့အခါအနောထဘုရင်တက်လာတော့ဘုရားရဲ့တရားတော်တွေဟာပြည့်ပြည့်စုံစုံရောက်ရှိလာပြီလို့သူပြောတယ်ဒီဟိုနိုင်ငံကရလာတဲ့ပိဋကတ်3ပုံအဲ့ဒါတွေအမရတဲ့အခါကျတော့မြန်မာနိုင်ငံသူ့အနာဘူမိဆိုတဲ့တထုံမှာရှိတဲ့ပိဋကတ်ကိုတောင်းတယ်အဲတမိုင်းကြောင်းထဲမှာတော့ရှိပြီးသားပေါ့နော်အဲ့ဒီရတဲ့ပိဋကတ်နှစ်ခုတိုက်ဆိုင်ပြီးတော့ကြည်တယ်တီဟွာလာတဲ့ပိဋကတ်3ပုံနဲ့သူ့အနာဘူမိရတဲ့ပိဋကတ်3ပုံအလုံးတူညီတယ်လို့ဆိုတယ်အဲ့တော့မြန်မာပြည်မှာပြည့်ပြည့်ဝဝမြတ်စွာဘုရားရဲ့အဆုံးအမတွေစာအုပ်စာရန်အနေနဲ့ရောက်ရှိလာပြီလို့ဆိုနိုင်တယ်ပေါ့နော်နောထဘုရင်ကြီးလက်ထက်မှာဘာသာရေးနဲ့ပတ်သက်ပြီးခေါင်းဆောင်မှုလမ်းညွှန်မှုပေးတာတော့ရှင်ဓမ္မထတိလို့မြန်မာနိုင်ငံမှာရှင်အရဟံလို့နာမည်ကြီးတဲ့ရှင်ဓမ္မထတိอ่ะသူကဥဆောင်ပြီးတော့ပြောအဲ့ဒီအချိန်ကလေးကစပြီးတော့မြန်မာပြည်ဟာဗုဒ္ဓတရားတော်တွေရောက်ရှိလာတဲ့အချိန်ကစပြီးတော့ခဏထီအောင်အင်းနဲ့အားနဲ့ရှင်သန်နေတော့မှဖြစ်တယ်လို့တီယိုနိုင်ငံမှာဆိုရင်ပါဠိနဲ့ပိဋကတ်ဟာလျော့ပါသွားပြီအနောက်တိုင်းပညာရပ်တွေကိုဦးစားပေးပြီးတော့သွားသည့်အတွက်ကြောင့်ပိဋကတ်စာပေကအများကြီးလျော့သွားပြီဘုန်းကြီးတို့6နှစ်နေတဲ့အချိန်မှာတချို့နောက်ဆက်ယဟန်ငယ်တွေဆိုပါပြောတော့ဆိုပါဠိဘာသာဟာ dead language ဖြစ်နေပြီအဲ့တော့ပါဠိဘာသာအသိအသုံးဝင်တော့ဘူးလို့တောင်ပြောတာကိုကြားခဲ့လို့အဲ့လိုမပြောနဲ့ပါဠိဟာမြတ်စွာဘုရားရဲ့အဆုံးအမစကားတွေကိုမှတ်တမ်းတင်ပြီးသိမ်းထားတဲ့ဘာသာဖြစ်သည့်အတွက်ကြောင့်ဘုရားကိုယ်တိုင်ကလည်းပါဠိဘာသာကိုသုံးချပြီးတော့ဟောခဲ့တာဖြစ်သောကြောင့်သူများတွေမသုံးတော့လဲသာသနာမှာနေကြတဲ့ယဟန်တန်ဃာတွေကတော့ဒါပါဠိဘာသာကိုအဓိကမျက်မျက်နှုတ်နှုတ်ထိန်းသိမ်းရမယ့်တာဝန်ရှိတယ်လို့ဘုန်းကြီးတို့သူတို့ပြောပြတဲ့ language ဆိုတာလူတွေစကားအဖြစ်အသုံးချတာမရှိသည့်အတွက်ကြောင့်ရှာဆိုင်သွားတဲ့ဘာသာစကားတစ်ခုပေါ့နော်ရဆိုင်သွားတဲ့ဘာသာတဲ့သို့သောပိဋကတ်စာပေရေးထားတဲ့ဘာသာစကားဖြစ်သည့်အတွက်ကြောင့်ပိဋကတ်စာပေလေးလာနေတဲ့ပုဂ္ဂိုလ်တွေကလေးလာပြီးနေကြတာဖြစ်တော့ကြောင့်တနည်းအားဖြင့်တော့ living language လို့ပဲပြောမှာဒီဘက်ကနေချင်းတော့ living language ပေါ့အဲ့တော့ဒီအခုအနေထားတစ်ခုပြောမယ်ဆိုလို့ရှိရင်ပါဠိစာပေကပါဠိဘာသာပေါ့ language ကမြန်မာပြည်ကပဲအခုဟာထိမ့်သိမ့်နိုင်စွာရှိတော့တယ်စကားပြောတဲ့ဘာသာမဟုတ်ဘူးသို့တော့စာပေရေးသားမှာဖရာရဲ့ပိဋကတ်တွေကိုထိမ့်သိမ့်ဆောက်ရှောက်တဲ့ဘာသာစကားမြန်မာပြည်မှာစကားပြောဖို့အသက်သွင်းနိုင်ပြန်ပြီးတော့အသက်ကတိုးတယ်ခဏခဏပြုတ်ထွက်သွားတယ်မညာပါဠိစကားပြောတွေလောက်ကြပေမဲ့လို့ပါဠိဟာစကားပြောတဲ့အဆင့်ကိုရောက်မလာဘူးเนาะအရင်တော့ပါဠိမဂ္ဂဇင်းတွေဘာတွေထုတ်တယ်ပါဠိဆောင်မတွေရေးကြပြုကြသို့သောရှင်းသန်အောင်ကြာရှည်တည်တံ့အောင်မလုပ်နိုင်ဘူးပေါ်လာလိုက်ပျောက်သွားလိုက်ပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်အသက်သွင်းလို့မပွင့်မှုဖြစ်နေပေါ့နော်သို့သောမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုထိမ့်သိမ့်ထားတဲ့ဘာသာစကားတစ်ခုအနေနဲ့ကတော့အမှန်တန်နှစ်သက်စရာမျက်နှိုးစရာကောင်းတဲ့ပါဠိစကားလုံးတွေဟာမြန်မာလူမျိုးတွေရဲ့နှုတ်ထဲမှာလိုက်ချင်အများကြီးရောက်နေတယ်ဒုက္ခဒုက္ခအနိစ္စအနတ္တအတ္တဆိုတဲ့ဟာတွေအတ္တဟိတပရဟိတနဲ့ဒါပါဠိစကားတွေပဲလေကောပါဠိစကားလုံးတွေဟာအသွင်မပြောင်းမဲရောက်တာလည်းရှိတယ်အသွင်ပြောင်းပြီးရောက်တာလည်းရှိတယ်ကမ္မဆိုတဲ့ပါဠိစကားကိုကံလို့ပြောကြတယ်
ကုသလကိုကုသိုလ်အကုသလကိုအကုသိုလ်ဒါလည်းပါဠိအနွယ်တွေပဲနာထကိုနတ်အဲ့ဒီပါဠိစကားတွေဟာသေချာလိုက်ပြီးတော့လေ့လာမယ်ဆိုရင်မာပြေပါလဲလောက်ထားရှိပါတယ်ပါဠိသက်ဝေါဟာရဆိုတာအများကြီးရှိတယ်မြန်မာစာလေးလာရင်ပါဠိနဲ့ကင်းတဲ့စကားလုံးအခါရှာရှာအဲ့လိုလုပ်ပြီးတော့မြန်မာလူမျိုးတွေဟာကိုယ်ပိုင်အခရာရှိတယ်ကိုယ်ပိုင်ခဏရှိတယ်ကိုယ်ပိုင်ပြက်ကလေးရှိတယ်စဉ်းစားကြည့်ဒီနိုင်ငံတွေမှာကိုယ်ပိုင်အခရာမရှိတဲ့နိုင်ငံတွေရှိတယ်ဥပမာမလေးရှားတို့အင်ဒိုနီးရှားတို့ကိုယ်ပိုင်အခရာမရှိတော့ချို့ကြတော့ကိုယ်ပိုင်ပြက်ကလေးလည်းမရှိတော့ကိုယ်ပိုင်ဂုနှစ်လည်းတက္ကရာလည်းမရှိတော့မြန်မာပြည်မှာကိုယ်ပိုင်တက္ကရာရှိသေးတယ်ကိုယ်ပိုင်လာခေါ်ရရှိအဲ့ဒါတွေကိုထိမ့်သိမ်းရမှာတော့မြန်မာလူမျိုးတွေပဲကိုယ့်ကိုထိမ့်သိမ်းမှရနော်ကိုယ့်ကိုထိမ့်သိမ်းရမှာဒါမို့မြန်မာရဲဆွဲကိုလည်းမမေ့အောင်တွဲဖက်ပြီးတော့သုံးနေဖို့တော့လိုတာပေါ့အခုနှစ်သက်ကူကြတော့ဘုန်းကြီးတော့အဲ့ဒါကြောင့်ဒါကိုနိုင်ငံတကာနှစ်သက်လူကူလို့ခေါ်ပြီးတော့တကူလာကြရင်မြန်မာနှစ်သက်ကူဒီကြားထဲမှာတရုတ်နှစ်သက်ကူရှိသေးတယ်ကရင်နှစ်သက်ကူရှိသေးတယ်အဲသူကလည်းသူခေါ်တာကောင်းတယ်ဒါကြောင့်နှစ်သက်ကူဆိုနယူးယားဒါပဲနယူးယားထင်ပြီးကျန်တဲ့နယူးယားတွေပျောက်ကုန်နေပြီနော်မပျောက်အောင်ဒါနိုင်ငံတကာနှစ်သက်ကူနိုင်ငံတော်တော်များများ international နယူးယားပေါ့ဒါတော့နိုင်ငံတကာနှစ်သက်ကူဒါဘာသာတရားနဲ့ဆက်နွယ်မှုတွေရှိတယ်သူတို့ခရစ်ယာန်ဘာသာနဲ့ဆက်နွယ်မှုရှိတယ်တရားဒီနှစ်တွေကသူတို့နဲ့ဆက်သွယ်ပြီးတော့ဖော်ဆောင်ထားတာတွေဖြစ်တယ်စနေတနင်္ဂနွေကိုကဘာကြောင့်ရဲအားဖြစ်နေရသလဲကဘာကြီးကိုဖန်ဆင်းတဲ့အခါမှာခေါ့ဆိုတဲ့သူတို့ကိုးကွယ်တဲ့ဘုရားသခင်ကြီးကစနေတနင်္ဂနွေကိုဖန်ဆင်းမှုကိုခိတ္တရပ်နာလိုက်တယ်အဲ့ဒါကြောင့်လို့ holiday ဖြစ်သွားတာနော် holiday ဖြစ်တာအဲ့ဒါကြောင့် holiday ကဘာဦးကဖန်ဆင်းနေတဲ့အချိန်မှာသူက2ရက်လောက်အနားယူလိုက်တယ်ပေါ့နော်ဖန်ဆင်းရတာပင်မလို့ဖြစ်မှထင်တယ်အဲ့တော့2ရက်လောက်အနားယူတာအဲ့ဒီအနားယူတာကိုလိုက်ပြီးတော့လူတွေက holiday လုပ်ကြတာပေါ့စနေတနင်္ဂနွေ holiday လုပ်တယ်အဲ့တချို့ကိစ္စတွေကတခြားဘာသာဝင်တွေရဲ့အယူဆတွေနဲ့ဖြစ်လာတယ်ဘုရားဘာသာဝင်ရဲ့အယူဆမဟုတ်ပြီဘယ်ဟာပဲဖြစ်ဖြစ်အပြစ်မဖြစ်တဲ့လှုပ်ဆိုရင်တော့ကောင်းပါတယ်ဘာပဲဖြစ်ဖြစ်လက်ခံတဲ့ဟာလက်ခံရမှာပဲညှင်းပယ်တဲ့ဟာညှင်းပယ်ရမှာသို့တော့ဒါဘု து ဆင်လားဒါကဘု து ရဲ့ယဉ်ကျေးမှုဆိုတော့ကိုယ်သိရမသိရင်ကိုယ့်ယဉ်ကျေးမှုလို့သူ့ယဉ်ကျေးမှုလို့လူဟာအမှန်မသိတဲ့ဘဝရောက်ရင်တော့မကောင်းဘူးအဲ့တော့မြန်မာလူမျိုးတွေကပကန်းခက်ကစပြီးကိုယ်ပိုင်အနေနဲ့နေလာတဲ့လူတွေတိုင်းပြည်အုပ်ချုပ်တာလဲကိုယ်ပိုင်နေစနစ်တွေနဲ့ပဲအုပ်ချုပ်တယ်ဘာသာတရားလဲကိုယ်ပိုင်နေစနစ်တွေနဲ့တွာလာခဲ့တယ်အဲ့ဒီခက်ကအဲ့တော့ပကန်းရဲ့ကြီးပွားတိုးတက်မှုကဘလောက်မြင့်မားတယ်မမြင့်မားဘူးဆိုတာရုပ်ဝတ္ထုသက်သေပိုင်းကြည့်မယ်ဆိုလို့ရှိရင်ဖျားတွေတိဆောက်ထားတဲ့အခါမှာအလင်းရောင်နဲ့ ventilation ယူထားပုံဟာခဏိခေတ်တဲ့ပုံကောင်းနော်တိုင်ကောင်းကြီးတွေဝင်သွားတဲ့အခါမှာလေပိတ်နေတာမရှိဘူးအလင်းရောင်မရှိတာလည်းမရှိဘူးတဘာဝအလင်းရောင်နဲ့ ventilation တွေဝင်နေတဲ့ကောင်းအောင်လုပ်ထားရှိအဲ့တော့ဒီစနစ်တွေကကိုယ်နိုင်ငံမှာရှိခဲ့တဲ့စနစ်တွေရဲ့လို့သူတို့ပြောပါပကြီးရေးသားတွေကစလို့ဒီနိုင်ငံမှာလှုပ်လာခဲ့တဲ့စနစ်တွေသူရှိပြီးသားသို့တော့အဲ့ဒီစနစ်ပေါ်အခြေခံပြီးမပြောင်းလဲရဘူးလို့ဆိုတာတော့မဟုတ်ဘူးပြောင်းလဲတာတော့ပြောင်းလဲမှာပဲဒါပကန်းခေတ်တိုင်းနေမယ်ဆိုလို့ရှိရင်ခုခေတ်လူတွေဘယ်လိုနေပါ့မလဲစတုံးကြီးတွေနဲ့ဖြစ်မယ်နောက်ပြီးတော့နော်ပကန်းခေတ်ကအဝတ်စားမျိုးမပြောင်းမဲနဲ့ထားလို့ရှင်တွေ့တယ်ပကန်းခေတ်ဝတ်ဆိုအဲ့တော့ဒါတွေကိုယဉ်ကျေးမှုလို့သတ်မှတ်မလားလို့ဆိုယဉ်ကျေးမှုဟာဒီတဲ့ပို့ပြီးတော့နဲ့ဆိုင်တာဖြစ်ရမယ်နော်အဝတ်စားနဲ့
ဟုတ်ပုံအမှုရာကိုယဉ်ကျေးမှုလို့သတ်မှတ်လို့လည်းမရဘူးနှုတ်စဉ်ဗမာယဉ်ကျေးမှုတစ်ခုမှရှိတော့မှာမဟုတ်တော့ခေါင်းကစားပြီးကျင့်ဗမာယဉ်ကျေးမှုပျောက်သွားပြီလို့ပြောရမှာဖြစ်တယ်အဲ့တော့ဒါကိုလည်းယဉ်ကျေးမှုလို့ပြောလို့မရဘူးဝတ်စားဆင်မှုကိုလည်းယဉ်ကျေးမှုလို့ပြောလို့မရဘူးနေဘုံနေထိုင် lifestyle ကိုလည်းယဉ်ကျေးမှုလို့ပြောလို့မရယဉ်ကျေးမှုလို့ပြောလို့ရတာမပြောင်းလဲတဲ့ရတော့စိတ်နေသဘောထားပဲလူကြီးသူပါတွေကိုလေးစားတယ်ဆရာသမားဆရာတပည့်ဆရာတွေကိုအာစရိယဂုဏောနန္ဒောဆိုပြီးလေးစားတယ်ယူသေးတယ်ဒါမြတ်မယဉ်ကျေးမှုအစ်ပဲမိဘကိုယူသေးလေးစားတယ်ဟိုအနောက်နိုင်ငံတွေသွားကြည့်ပါလားမိဘကိုယူသေးလေးစားမှုဆိုမပြတော့ခီးထွက်သွားရင်မိဘတတ်တာလောက်သွားတာပဲလေသူတို့ပြောချင်မှပြောတာမြန်မာပြည်ကတကာကြီးတယောက်အမေရိကနေတော့ဘုန်းကြီးတို့စီလာသူသားတဲ့2ယောက်ရှိတယ်အရွယ်ရောက်လာတဲ့အခါသူပြောလို့မရဘူးသူရှိမှန်းတော့မသိဘူးခေါ်ကြနာခေါ်လာအိမ်မှာဒီလိုနေအဲ့ဒီကရဲ့ညီးတယ်ဒီကောင်2ယောက်ခေါ်မိတာတော့တပည့်တော့မှားပြီအဖေကအဖေအစင်တမ်းမရှိတော့သားသမီးကလုံးဝကိုမဆိုင်တော့ညမအမူအရာဂါရဝနိဝတ္တဆိုလည်းလုံးဝမရှိတော့နော်အဲ့လိုဒီ American life ဝင်သွားတဲ့အခါမှာပြောင်းလဲခြင်းမကပြောင်းလဲသွားတာဒီအမေရိကမှာအများကြီးဖြစ်သွားပြီအဲ့မှာမွေးတဲ့ကလေးတွေတော့မပြောနဲ့ဒါဗမာပြည်မွေးငယ်တော့ကဟိုရောက်သွားတာဗမာတကားလည်းမတတ်တော့အဲကြောင့်အမေရိကသွားမဲ့ကလေးတွေရောက်လာလို့ရှင်တော့သတိပေးရတာပါမင်းတို့ပညာပဲရအောင်ယူကျန်တဲ့ဟာတွေသူမခုနဲ့ဘာပဲဖြစ်ဖြစ်ကိုကအမေရိကန်မဖြစ်ဘူးမြန်မာဟာမြန်မာပဲမြန်မာအမှုရမပြောင်းစေနဲ့ကိုယဉ်ကျေးမှုကိုထိမ့်သိမ်းစိတ်ဓာတ်ပိုင်းဆိုင်ရာထိမ့်သိမ်းသို့တော့ပညာကိုတော့ရအောင်ယူကိုပညာလိုရင်လို့သွားတာပညာပဲယူတလေတုံးတဲ့စင်လား tradition တွေ custom တွေယူမလာနဲ့သူတို့ရဲ့ lifestyle တွေယူမလာနဲ့ကိုဟာကိုပဲထားအဲ့ဒီကလူတွေကရောဒီအာရှသွားတဲ့လူတွေကိုသူတို့လိုအဆင့်တန်းလို့သတ်မှတ်လားဆိုဘယ်သတ်မှတ်မှာတော့အာရှတွေကိုအမေရိကန်တွေကရှုပ်ဝဲစကားနဲ့ရှုပ်ချတာရှိတယ်ဘနာနာလို့ခေါ်တယ်ဟိုမှာဘနာနာတွေလာပြီဘနာနာတွေလာပြီဆိုဘနာနာဆိုတာအားလုံးသိတဲ့အတိုင်းငပြောသီးကိုပြောတာဘာလို့ဆိုသူတို့စီမှာရောက်တဲ့ငပြောသီးတွေကအခွန်ဝါငပြောသီးတွေများတယ်လေအခွန်ကဝါနေပြီးတော့အတွင်းထဲကအဖြူငပြောသီးဆိုတာအခွန်ဝါအတွင်းဖြူအဲ့တော့အာရှသားတွေကဟို yellow skin နေပေါ့နော်အတဝါလူမျိုးတွေကဘူစိတ်ပေါက်နေတယ်လို့ပြောတာသူတို့ကအဖြူစိတ်ပေါက်နေတယ်လို့ပြောအဲ့ဒါချီးမွမ်းတာမဟုတ်ရှုပ်ချတာတချို့လည်းမသိဘူးအဲ့ဒါဘနာနာလို့ခေါ်တယ်အဲ့ဘာပဲဖြစ်ဖြစ်ကိုစိတ်ပဲကိုပေါက်တဲ့နဲ့သူများလူမျိုးစိတ်မပေါက်တဲ့ဘူးလို့ထင်တယ်ဘာလို့သူများလူမျိုးပြောက်ပေါက်ရင်ကိုက primary ဘယ်တော့မှဖြစ်ဘူး secondary ပဲဖြစ်မှာပဲနော်ကိုမွေးတာဒါနဲ့မွေးထားဒီအင်းရလည်းပြောင်းလို့ရတာမှမဟုတ်တာယူကိုမွေးလာတဲ့ DNA ပဲကိုယ့်ကိုထိမ့်သိမ့်ပြီးကိုယ့်ကိုတွတ်တက်အောင်လုပ်ကိုကသူများကြီးပဲမော့မကြည့်နဲ့ကိုယ့်ကိုမော့ကြည့်အောင်လဲကိုကလုပ်ရလိမ့်မယ်စူးစမ်းရမယ်ဒီစိတ်ပဲမွေးတဲ့နော်ပေါ့နော်အဲ့ဒါလို့ဒီမြန်မာပြည်မြန်မာလူမျိုးတွေဟာရှင်ကျေးမှုဒလိထုံးတန်းစင်လာကိုဘယ်ဟာကိုသတ်မှတ်မလဲဆိုလို့ရှိရင်တော့ဟောအမှုရာအဖြစ်ဆိုရင်ကိုယ်ရကြီးတဲ့လူတွေတူနဲ့တူယဉ်ကျေးတယ်ခြေထောက်နဲ့မပြဘူးနော်ခြေထောက်နဲ့ဟိုဆိုင်မှုတွေမလုပ်ဘူးမြင့်မြတ်တဲ့ပေးရင်လည်းလက်နှစ်ဖက်နဲ့ပေးတယ်ယူရင်လည်းလက်နှစ်ဖက်နဲ့ယူတယ်ဆိုတာဒါလေးတွေကတော့ဒါမြန်မာရဲ့ရှင်ကျေးမှုတွေထုံတန်းစင်လာဝဆာဆင်ရင်မှုကတော့ဘလို့ပဲဝဆာသို့တော့ဟိုအဖို့ချုပ်ကတော့မသိတော့ဘူးပေါ့နော်တင်းတော့တင်းတယ်အဝတ်လေးတွေဝတ်ပြီးတော့ဒီလိုလှုပ်ထားတော့မြမယဉ်ကျေးမှုစိတ်ဓာတ်ယဉ်ကျေးမှု
တူပြန်လည်လေးစားမှုအညမညခါရော mutual respect ဆိုတာရှိရလေးစားမှုပျောက်သွားလို့ရှိရင်လူအတိုင်းဝိုင်းမှာလည်းပဲကိုကျင်တရားပြတ်သွားတယ်တူလေးစားတယ်ဆိုတာဟိရိဥတ္တပပဲတော့ဘယ်တော့မှ I don't care မလို့ဟာဘူးသူကကိုယ့်ဘဝချင်းမှာကိုယ်ရငယ်သူပဲဖြစ်စေကြီးသူပဲဖြစ်စေ mutual respect ကြီးတဲ့လူကလည်းကိုယ်ငယ်တဲ့ပုဂ္ဂိုလ်တလေးတစားရှိတယ်ငယ်တဲ့ပုဂ္ဂိုလ်ကလည်းကြီးတဲ့ပုဂ္ဂိုလ်လေးစားတယ်ကာရဝထားတယ်အဲ့ဒါမြန်မာတွေရဲ့လူယဉ်ကျေးမှုပဲသူကအဲ့ဒီပုံစံလေးတွေမပြောက်အောင်ကိုထိန်းသိမ်းရမယ်ဆိုတဲ့အတိတရားရှိဖို့လိုတာပေါ့အဲ့တော့ပြောချင်တာမြန်မာနိုင်ငံမှာခဏမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကိုထိန်းသိမ်းဆောက်ရှောက်တဲ့ပါဠိ language ဆိုတဲ့ဘာသာစကားတစ်ခုကိုဒီကနေ့ခေတ်မှာမြန်မာပြည်ကမထိန်ရင်ပျောက်ကွယ်သွားနိုင်တဲ့အနေအထားတစ်ခုရောက်နေပြီမြန်မာနိုင်ငံမှာပဲပိဋကသုံးပုံနဲ့ပါဠိသင်ကြားမှုဟာအရှိန်အဝါရှိနေသေးတယ်အိန္ဒိယမူရင်းအိန္ဒိယနိုင်ငံတောင်မှပဲတလောတော့က conference တစ်ခုမှာဗာပြောတော့ဆိုပါဠိနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတဲ့အခါမှာတချို့အိန္ဒိယ professor တွေကပြောတယ်ဒါတီဟူဘာသာလို့ပြောတယ်တဲ့သူတို့တီဟူဘုန်းကြီးတွေထွင်ထားတဲ့ဘာသာစကားလို့အဲ့လိုပြောတယ်အဲ့တော့ဒီပါဠိဘာသာဆိုတဲ့စကားလုံးကမှာတော့မူရင်းကမာဂရီလို့ခေါ်တယ်မာဂရီကိုမြတ်စွာဘုရားရဲ့စကားတော်တွေကိုထိမ့်သိမ်းဆောင်းလျှောက်တဲ့ဘာသာစကားအဖြစ်သုံးတဲ့အခါကျမှပါဠိဆိုတဲ့စကားလုံးတွင်လာတာပါဠိဆိုတာအတော်နောက်ကျမှခေါ်လာတဲ့စကားဖြစ်တယ်ပါဠိရဲ့အဓိပ္ပာယ်ကပဆိုတာမြင့်မြတ်တဲ့အာလိဆိုတာစကားအစဉ် process เนาะစကားလုံးတွေဟာမြတ်စွာဘုရားရဲ့မြင့်မြတ်တဲ့စကားလုံးတွေလို့ဒီအဓိပ္ပာယ်နဲ့ပါဠိလို့ခေါ်လာတာသူ့ရဲ့ definition ကပကဋ္ဌနံဝဆနနံအာလိပါဠိမြင့်မြတ်သောစကားတော်တို့ရဲ့အစုအဝေးအစဉ်တန်ဒီလိုဆိုလိုတဲ့သူအဲ့တော့ပါဠိဆိုတာကိုလည်းမြန်မာပြည်ထိန်းသိမ်းရမှာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေပါဠိတော်ဩရေ40တောတုတင်စာမျက်နှာ300ပါဝင်ခြင်းရှိတဲ့ဩရေ40ဖွင့်ဆိုထားတဲ့အထက်ကထာကျမ်းမော52အုပ်အဲ့ဒါကိုထပ်ပြီးတော့ရှင်းပြတဲ့တီကာဆိုတာ26အားလုံးဒီအပေါင်းတရားကျော်ဟာမြန်မာပြည်မှာအပြည့်အဝရှိချို့နိုင်ငံတွေမှာတော့မရှိတော့လူချင်းဗမာပြည်ပဲလာတယ်သူအဲ့ဒီအဆုံးအမတရားတော်တွေဟာမြန်မာလူမျိုးတွေလက်ထက်မှာရောက်နေတာကိုဘယ်နိုင်ငံကဖြစ်တဲ့ပစ္စည်းပဲဖြစ်ဖြစ်ဒီကနေ့မြန်မာလူမျိုးတွေရဲ့ကိုယ်ပိုင်ပစ္စည်းဖြစ်သွားပြီမြန်မာပြည်ကငမောက်ပရမများကိုယူသွားတဲ့လူဟာဒါသူပစ္စည်းဖြစ်နေတာပါဗမာပြည်ကထွက်တာပဲဖြစ်စီနိုင်ငံခြားလူတယောက်ပိုင်ရင်သူတို့ပစ္စည်းဖြစ်သွားအဲ့ဒါလိုပဲအိန္ဒိယနိုင်ငံမှာတစ်ချိန်ကထွန်းကားခဲ့တဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုတခြားနိုင်ငံတွေကကြောခိုင်းလိုက်လို့မြန်မာလူမျိုးတွေလက်ထဲရောက်လာပြီဆိုရင်ဒီဘာသာစကားကိုဆက်လက်ရှင်သန်နေအောင်တရားတော်တွေဆက်လက်ရှင်သန်နေအောင်ဘုသူရဲ့လက်ထဲရောက်တုံးဆိုဗမာလူမျိုးတွေရဲ့လက်ထဲရောက်တယ်လို့အဲ့ဒါလိုခံယူထားကြအောင်ဖြစ်တယ်ပေါ့နော်တန်မိုးရှိတဲ့အဆုံးအမတရားတော်တွေဘုန်းကြီးတို့တွေမပြောက်အောင်မြန်မာပြည်ပဲအင်းတိုင်းအားတိုင်းသင်နေတာဒါမို့ဗမာပြည်ကိုဘာကြောင့်လာကြတယ်လဲဆိုတဲ့အခါမှာနိုင်ငံသားတွေဗမာပြည်ကိုစိတ်ဝင်စားတာအချက်နှစ်ချက်ရှိတယ်ဘာလဲလို့ဆိုလို့ရှိရင်ကမ္မထာအထုတ်ဖို့ဆိုတဲ့အချက်ဒီကမ္မထာအထုတ်ဖို့ဆိုတာလေဗမာပြည်မှာဆင်ဆက်မဲ့ပြတ်ဒီနီးစနစ်တွေပြန်ပွားနေအိန္ဒိယနိုင်ငံမှာပျောက်သွားလို့ဆရာကြီးခိုအင်္ဂါတောင်မှာပဲသူကတော့မန္တလေးသားပဲအဲ့တော့အိန္ဒိယနိုင်ငံကစတင်ပြီးဘုရားဟောခဲ့တဲ့တရားတော်ဟာအိန္ဒိယမှာပျောက်ကွယ်သွားလို့ဗမာပြည်ကဆရာတော်ကြီးတွေထိမ့်သိမ့်ထားသည့်အတွက်ကြောင့်ဒီတရားကိုသူပြန်ပြီးတော့အိန္ဒိယနိုင်ငံကိုပို့တယ်ဆိုတာကိုသူစာအုပ်တွေထဲမှာအဲ့လိုပဲရေးလို့ရှိတယ်နော်ဗမာပြည်ရဲ့ကျေးဇူးကြောင့်တရားမပျောက်တာအဲ့တော့ကမ္မထာထုတ်ဖို့ဆိုလဲဗမာပြည်ကို
meditation center နိုင်ငံခြားမှာရှိသမျှအားလုံးဟာမြန်မာပြည်နဲ့ဆက်သွယ်မှုရှိတယ်တိုက်ရိုက်တော်လည်းကောင်းတွဲဝိုင်းရတော်လည်းကောင်းဆက်သွယ်မှုရှိနောက်တစ်ခုကအဘိဓမ္မာတရားအဘိဓမ္မာတရားလည်းမြန်မာပြည်မှာရှင်သန်နေတယ်ပေါ့အဲ့ဒီရှင်သန်နေတဲ့အဘိဓမ္မာတရားကိုသိဉ္ဇဉ်လို့ဆိုဒီအချက်နှစ်ချက်ဟာတော့အလုံးတညီတဲ့မြန်မာပြည်ရထားတဲ့ခုံပဲဘုန်းကြီးတို့အိန္ဒိယသွားတဲ့အခါမှာတက္ကသိုလ် professor ဆရာကြီးတွေသူတို့ပြောတဲ့စကားထဲမှာဗမာပြည်ပေါ်မှာအထင်ကြီးတာပညာရေးဘက်ကပုဂ္ဂိုလ်တွေကတော့အဘိဓမ္မာတတ်တယ်ပါဠိကျမ်းဂန်တတ်ကျွမ်းတယ်ကမ္မထာပြတတ်တယ်ဆိုတော့ခုံနဲ့ပဲအထင်ကြီးတယ်လေးစားတယ်မြန်မာပြည်တချို့မြန်မာပြည်ကဥစဉ်တွေကအိန္ဒိယသွားတက်တဲ့အခါမှာအဲ့ဒီ professor ကြီးတွေကသူတို့မသိတဲ့ဟာကိုဗမာဥစဉ်တွေကိုမေးကြတယ်ဗမာဥစဉ်တွေကပြန်ရှင်းပြတယ်ဘာလို့ဆိုတော့ဒီကတော့အဘိဓမ္မာဆိုတာဘိုင်ဟာချက်ထားတာအကုန်သိနေတာနော်ဘိုင်ဟာချက်တာနဲ့ပတ်သက်ပြီးတော့လည်းပဲရောင်ဝါးပြီးတော့အပြစ်မပြောသင့်ဘူးဘိုင်ဟာချက်တယ်ဆိုတာတချို့ကသူတို့ထင်တယ်ကျက်တူရေးစကားသင်တယ်လို့သင်ထားတယ်လို့သူတို့ထင်တယ်မြန်မာနိုင်ငံမှာတိပိဋကရွေးချယ်ရေးဆိုတဲ့စာမဝဲတီဟိုဘုန်းကြီးတစ်ပါးအပေါင်းအိမ်ထိုင်းဘုန်းကြီးတစ်ပါးပြောတယ်လို့တဆင့်ကြားမှုတယ်ဘာဖြစ်လို့ပိဋကစာအုပ်တွေကိုအလွတ်ကျက်လဲစာအုပ်မရှိလို့လားလို့မေးတယ်တဲ့တကယ်ကတော့မြန်မာပြည်ကအလွတ်ကျက်တယ်ဆိုတာအဓိပ္ပာယ်မသိပဲနဲ့အလွတ်ကျက်တာမဟုတ်ဘူးတိပိဋကတရစာဘဝဲဆိုတာအလွတ်ကျက်တာကတတိနဲ့ mouth practice ကိုလုပ်တာလူစွမ်းရည်ကဘယ်လောက်ရှိသလဲတခြားပြောနေလေအေဝရက်တောင်မလုပ်တဲ့ဟယ်လီကော်ပတာနဲ့ပြန်တက်လိုက်ရင်ချက်ချင်းတော့ရောက်သွားမှာနော်တက်လို့ရတာပဲသို့တော့ human capacity ကိုဘယ်လောက်ရှိသလဲလူတွေရဲ့စွမ်းရည်တတိဘယ်လောက်ရှိသလဲဆိုတာကိုပြဖို့ရအတွက်ပြန်မှန်းခံပြီးတော့တက်နေကြတာလေအဲ့ဒါလိုပဲ human memorize ဘယ်လောက်ကောင်းသလဲဘယ်လောက်မှတ်ဉာဏ်လူတွေမှာရှိသလဲဆိုတာစမ်းသပ်တဲ့အနေနဲ့တိပိဋကရွေးချယ်ရေးဆောင်ဝယ်လုပ်တာဒါရွေချက်ကိုသိဖို့လိုတယ်ပေါ့နော်စာအုပ်ရှိနာမယ်ဘာချက်ဆရာလို့သလဲလို့အလွယ်တကူပြောကြတယ်ပြီးတော့တိပိဋကတရဆိုတာလွယ်နဲ့ဖြစ်တာမဟုတ်ဘူးတချို့ကအလွတ်ကျက်ပြီးဘာမှမသိပဲနဲ့ပြန်တတ်ရင်ရတယ်လို့မဟုတ်ဘူးသူကရေးဖြေတစ်ခုပါတယ်ရေးဖြေကဒီထဲကမေးတာမဟုတ်ဘူးအဖွင့်ကျမ်းကနေမေးတာအဲ့တော့အဖြေလဲအောင်ရမယ်နှုတ်ကလည်းရွတ်ဆိုနိုင်ရမယ်ဒီနှစ်ခုပေါင်းစပ်မှတိပိဋကထရပွဲရတာသူနော်တချို့ဆိုအပြန်ပြီးရွတ်ဆိုပြန်ပွဲတွေပြီးနေပြီအကုန်လုံးပြီးသွားပြီရေးဖြေမအောင်လို့တိပိဋကထရမဖြစ်တာတွေရှိတယ်ဗမာပြည်မှာနော်အဲ့တော့အလွတ်ကျက်တာကိုလည်းအပြစ်မပြောနဲ့အလွတ်ကျက်ခြင်းဒီ mouth practice ပဲဘယ်ဟာပဲဖြစ်ဖြစ်နှုတ်ရဲ့လေ့ကျင့်မှုဆိုတာမြတ်စွာဘုရားဟောတဲ့တရားတွေထဲမှာပါတယ်ဓာတာမှတ်ထားရမယ်ဆောင်းထားရမယ်ဝဆတပရိစိတာနှုတ်နဲ့အလေ့ကျင့်လုပ်ရမယ်မနတနုဖိခိတာစိတ်နဲ့လည်းကြံစည်တွေးတော်ရမယ်ဒိဋ္ဌိယသုပ္ပတိဝေဒာအသိဉာဏ်နဲ့လည်းပဲသိရမယ်ဆိုအဆင့်လိုက်သွားတာသူကနော်ဒါကြောင့်မို့တချို့အင်္ဂလိပ်စကားသိတော့သိတယ်မပြောတတ်ဘူးဆိုတဲ့လူတွေအဲ့ဒါ mouth practice မရှိလို့ mouth practice ရှိလို့ရှိရင်ပါးစပ်ကအလိုလိုထွက်နေနော်ပါးစပ်ကအလိုလိုထွက်နေအောင်လေ့ကျင့်အဲ့တော့မကျဲရဘူးဆိုတဲ့စကားတွေရောင်ဝါးပြီးအပြင်းမထူနဲ့ကျက်ဘုန်းကြီးတို့အင်္ဂလိပ်စာသင်တဲ့အခါချက်ထားလို့ကိုယ်ရင်နဲ့နှလုံးထဲရောက်သွားတဲ့ပုဂ္ဂိုလ် everready လေထက်ခဲပြောတာမဟုတ်ဘူးเนาะအစင်သင့်ပဲပညာရက်တရားစာအုပ်သွားဖွင့်ကြလည်းမလိုဘူး library သွားကြလည်းမလိုဗမာဘုန်းကြီးတွေနိုင်ငံခြားမှာရောက်တဲ့အခါကျတော့နိုင်ငံသားတွေကသူတို့သိချင်တာတွေမေးတယ်မေးတဲ့အခါကျတော့ဘယ်ထဲမှာပါတယ်တခါလေကျရွတ်ပြချက်ချင်းပြောပြလိုက်နိုင်တယ်အဲ့ဒါဘာကြောင့်လဲဆိုကြက်ထားတဲ့အကျိုးကျေးဇူးအဲ့ဒီကျတော့သူတို့က walking dictionary တဲ့
မင်းတို့ရောကြက်မလားဆိုနောက်ဘဝဗမာပြည်မွေးမှပဲကြက်တော့အဲ့ဒါအပြင်းထူတာခေါ်တယ်ပြင်းထူတာခေါ်တယ်ကြက်တင်ကြက်ရမယ်ကြက်ထိုက်တဲ့ဟာကြက်ကိုကြက်ရမယ်ဘုန်းကြီးတို့26နှစ်မှအင်္ဂလိပ်စာစပြီးတော့သင်ရတယ်စာကြရန်နေပါလိပြီးဝန်သားဆောင်ဝဲတွေကုန်ပြီးမှကဘာအေးရောက်တဲ့အခါကျမှအင်္ဂလိပ်စာသင်မှုအခွင့်ရချမ်းမြေ့ရိပ်သာဆရာတော်ကြီးအဲ့တော့ချမ်းမြေ့ရိပ်သာမတီထောင်ရသေးဘူးတီဟိုကနေပြီးတော့ပြန်လာတယ်ပြန်လာပြီးတော့ကဘာအေးမှာပฏิဝီသောရကအက်ဒီတာတာဝန်လုပ်နေတဲ့အချိန်မှာအင်္ဂလိပ်စာသင်တန်းဖွင့်တယ်ဖွင့်တော့ဘုန်းကြီးတို့အဲ့ဒီမှာတက်ချာသူသင်တန်းကိုတက်တယ်တေချာသင်ပေးတယ်အဲ့တော့ချမ်းမြေ့ဆရာတော်ကြီးကမော်တိုဆိုတာကိုသင်တန်းအစတိုင်းမှာရွတ်ရတယ်ဘာရွတ်ရတော့ဆိုတော့ study by mouth we say so aloud study by brain but by brain we are now in vain ဆိုရတယ်သူကပြလေးဆိုလိုတာ mouth နဲ့လည်း study လုပ်ရမယ်လို့ပြောတာ brain နဲ့လည်း study လုပ်နေရင်မင်းဟာ brain ဖြစ်သွားလိမ့်မယ်ဘာမှအသုံးမဝင်တဲ့လူဖြစ်သွားလိမ့်မယ်သိတော့သိတယ်မပြောတတ်ဘူးပြောပါဆိုဆွန့်နေရောအနေရောအဲ့လိုမဖြစ်အောင်သူဟာနဲ့သူ practice လုပ်ရမယ်လို့ဆိုလို့ mouth practice နဲ့အုံနောက်ရဲ့ practice ကမတူတစ်ခုစီပဲexercise တော့မျိုးမျိုးလုပ်နေရတာလေခြေတော့ကန်ရှိတိုင်းဘောလုံးကန်တတ်တာမှမဟုတ်တာနော်ခြေတော့ကောင်းတိုင်းဘောလုံးကန်တတ်တာမှမဟုတ်တာသူကလည်းသူ study လုံးမှကိုယ်စီလိမ့်လာတဲ့ဘောလုံးကိုတက်အောင်ကန်နိုင်မှာပေါ့ဘာပဲဖြစ်စကားလဲတူတူပဲတိယုံနဲ့ပြောရမှာမဟုတ်ဘူးလေ့ကျင့်ရမှာပဲဖြစ်တယ်အဲ့တော့ဘုန်းကြီးတို့ကဆရာကောင်းနဲ့တွေ့ထားတဲ့အခါကျကြက်ရတာပဲမကြက်လို့မရကြက်ထားတဲ့အခါကိုယ်စကားပြောရင်အစင်းသင်းဖြစ်တယ်အကုန်လုံးနော်အဲ့ dictionary တွေထဲမှာတကယ်မှတ်သားစရာတွေပါတယ်အဲ့ dictionary တွေတွေ့လို့မော်တိုလေးတွေကောင်းတာလေးတွေဆိုရင်ခါကြက်ထားလိုက်တာကြက်တယ်ဆိုတာနှစ်ခါသုံးခါထပ်ဖတ်တာပါပဲနော် success comes after many failures success comes after many failures ကြာရှုံးရင်များစွာရဲ့နောက်မှာအောင်မြင်မှုလာပါတယ်စိတ်မပြတ်ပါနဲ့အပိစကားလေးတွေပေါ့နော်အပိစကားလေးတွေနောက်မော်တိုတွေရှိတယ်Manchester Guardian သတင်းစာကြီးရဲ့ motto ကပါတော့ Facts are sacred, comment is free တဲ့တော့ Facts are sacred ဆိုတာဒီအကြောင်းအရာကိုတော့ယူသိလေးစားရမယ်ဆိုတာအကြောင်းအရာကိုတော့မှန်ကန်မှုအရေးကြီးတယ်သူသတင်းစာရဲ့ policy ကအကြောင်းအရာတော့မလွဲမှားစေနဲ့ Facts are sacred, comment is free ဝေဖန်တာတော့ကိုယ်တော်ပဲကြိုက်တယ်လို့ဝေဖန်ဒါသူ့ရဲ့ policy ပဲအဲ့လိုမျိုးလိုပဲဟိုချက်တင်ကြက်လိုက်တာတော့ကြက်ထားတဲ့နာပေါ့နော်ချက်တင်ကြက်လိုက်တာအဲ့တော့မြန်မာပြည်မှာဗုဒ္ဓရဲ့တရားတော်တွေရရှိလာတဲ့အခါမှာပညာရက်တွေကိုစီးပူးအထောက်ကြတော့အတိုင်းအတာတစ်ခုရဲ့မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကိုလည်းပဲတစ်ဖက်ကစီးပူးအထောက်တင်တယ်အလွန်ကြီးခက်မဲ့ဒိုးနဲ့မဆိုင်ဘူးဆိုတဲ့အတွေးတွေမထားပဲနဲ့မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဟာခုခေတ်ပြောတဲ့ကိုးဝယ်ဖို့ဘာသာတရားမဟုတ်ဘူးလေးလမရှုဖို့ပညာရတ္တာဖြစ်တယ်ဆိုတဲ့အတွေးလေးနဲ့လေးလမသားမရှုပြီးတဲ့အခါကျတော့မှကိုကြိုက်တယ်လို့တိလာပြီးတဲ့နောက်မှာဆုံးဖြတ်ဖို့ရတယ်ပေါ့ကဲဒီကနေ့တဏှာကြီးလည်းပြည့်လွတ်သွားပြီဆိုတော့ဒီမြတ်စွာဘုရားရဲ့ဆုံးမစကားလေးတစ်ခုမှတ်သားရအောင်နော်လေးပဒပဲရှိပါတယ်စကပိုက်ကလေးလေးပိုက်ကိုဟောထားတာနံပါတ်1ကသာဓုဓမ္မရုစီစာရာစာဟိုတိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုးရာဇာတွေဟာတဲ့ဓမ္မရုစီအမှန်တရားကိုနှစ်သက်လက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ねတော့တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ဆိုတာသူကိုယ်တိုင်ကိုကတရားမျှတမှုရှိရမယ်အမှန်တရားကိုလက်ခံရမယ်လို့ဆိုလိုတယ်
အဲ့ဒါမဟုတ်လို့ရှိရင်တိုင်းတစ်ပြည်လုံးဟာမတရားတဲ့အလုပ်တွေဖြစ်လာတယ်နော်ဒါခေါင်းဆောင်ရာဇာလို့ပြောပြမယ်လို့ဟိုကျောင်းတစ်ကျောင်းမှဆိုလည်းပဲဥစည်းခေါင်းဆောင်လုပ်တဲ့ဟိုတက္ကသိုလ်တွေဆိုရင်ပမောက္ခချုပ်တို့ဥဆောင်တဲ့ပုဂ္ဂိုလ်တွေပေါ့နော်ကောလိပ်တို့ဆိုလည်းကျောင်းအုပ်ကြီးတွေပေါ့လူဖွဲ့စည်းတွေမှာလည်းပဲဥက္ကဋ္ဌဆိုတဲ့ပုဂ္ဂိုလ်တွေပေါ့နော်ဘယ်သူပဲဖြစ်ဖြစ်လူဖွဲ့စည်းတစ်ခုမှာခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ဒီဓမ္မရုစီမှန်တာကိုကြိုက်တဲ့လက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်မှန်တရားကိုလက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့နဲ့အဲ့ဒါမှဒီကောင်းကျိုးချမ်းသာတွေကိုဖြစ်စေတယ်ဒါဆုံးမစကားတစ်ခုပဲเนาะတာတုဓမ္မရုစီရာဇာဓမ္မရုစီဆိုတာအမှန်ကိုကြိုက်တာဟိုခဏခေတ်မှာတော့ရှားပါပစ္စည်းဖြစ်ခြင်းဖြစ်သွားမယ်ဒါတွေကเนาะအမှန်တရားမဟုတ်ပဲနဲ့အမှန်တရားမဟုတ်ပဲနဲ့တခြားဟာသွားကြိုက်လို့ရှိရင်တော့ဒုက္ခရောက်မှာအဲ့တော့ဓမ္မရုစီဆိုတာမှန်တရားကိုမျက်နှိုးတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဘယ်ပဲဖြစ်မှန်တဲ့ရှုထောင့်ကနေရမယ်သူပြောသာဓုပညာနာဝနရောလူဖြစ်လာလို့ရှိရင်အသိပညာထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒါမှကောင်းတယ်ပေါ့ဒါလည်းပညာလို့ဆိုဒီမှာအခုတက္ကသိုလ်တို့ကောလိပ်တို့မှာသင်နေတာဒါပညာမဟုတ်ဘူး subject matter တွေကိုသင်နေတာနော်အဲ့ဒါလေသုတ္တနဲ့ပညာဒီနှစ်ခု꿰ဖို့လိုတယ်သို့တော့သုတ္တသင်တာကိုပဲပညာလို့ပြောနေကြတယ်꿰ပြတော့ဆက်သွယ်နေတာအဲ့တော့တက္ကသိုလ်တွေမှာသင်ထားတဲ့အာကိုဘယ်လိုပဲခေါင်းတက်ဘယ်လိုပဲခေါင်းတက်စီးပွားဆိုစီးပွားပညာလို့ဆိုခေါင်းတက်ပေးမယ်လို့ subject matter ကိုသင်တာကိုသင်တာ subject matter ဆိုတာအဆိုပြုတဲ့အကြောင်းအရာတွေကိုသင်တာ theory တွေသင်တာနော် business ethics တို့ဘာတို့ business လုပ်ပုံလုပ်နည်းတို့ဒါတွေသင်တာတွေဟာအကုန်လုံးဟာ subject တွေပဲအကြောင်းအရာတွေကိုသင်တာအဲ့ဒီအကြောင်းအရာတွေပေါ်မှာကိုယ်ပိုင်အသုံးချပြီးတော့ experience နဲ့လေ့လာသုံးသပ်လို့ထွက်ပေါ်လာတဲ့ result ကမှ wisdom အဲ့ကြမှာပညာဖြစ်မှာစဉ်းစားကြည့်လေစိတ်ပညာသင်တယ်စိတ်ပညာသင်ပြီးတော့ဘွဲကုံဆုံးသွားသည့်ထီအောင်သင်ပြီးတော့ဒီဆရာဝန်ဖြစ်ပြီးတော့ဆရာဝန်ဆေးကုတဲ့အလုပ်ကိုမလုပ်ဘူးတပြည့်အလုပ်သွားလုပ်တယ်ဆိုသူဆေးကုနိုင်သေးလားမကုနိုင်တော့နော်အဲ့သူသင်တာ subject matter ပဲသင်တာ subject matter က experience ဖြစ်လာမှ wisdom ဆိုတာဖြစ်တာသူကဒါကို experience ဖြစ်အောင်လုပ်ရတာပေါ့ဆက်ရတယ်ပေါ့ဟောက်စားခြင်းဆင်းနေဆိုတာဒါစာသင်ပြီး experience ဖြစ်အောင်လုပ်ရတယ်ဘယ်အရာပဲဖြစ်ဖြစ်ဆရာဖြစ်လာတယ်ဆိုလည်းပဲသင်ကြားပို့ချမှုတွေတို့လက်တွေ့လှုပ်ဆောင်မှုတွေတို့လာမှပညာဆိုတာဖြစ်လာတာသို့တော့အဲ့ဒီပညာသည် subject matter နဲ့မကင်းနိုင်သည့်အတွက်ကြောင့်ပညာလို့ပဲခေါ်လိုက်တယ်အကြောင်းနဲ့အကျိုးဒီနှစ်ခုရှိတယ်ပေါ့အဲ့တော့ဘုန်းကြီးတွေလည်းမြတ်စွာဘုရားတရားတော်တွေသင်တာ subject matter ပဲသင်တာအခုပြောတာလည်း subject matter ပဲ subject matter ကိုကိုယ်ကိုယ်တိုင်နှလုံးသွင်းပြီးတော့တည်တည်ချာချာဆင်ញင်သုံးသပ်ကြည့်လို့ဖြစ်ပေါ်လာတဲ့အရည်အချင်းမှာ wisdom အဲ့ကြမှာပညာဖြစ်မှာပညာဖြစ်လာတာဓုပညာနာဝနရောဆိုလိုတာကသင်ပြီးဒီတိုင်းမထားရဘူးလေ့လာသုံးသပ်ပါဆင်ញင်သုံးသပ်ရမယ်လို့ဆိုလိုတယ်အမှန်မှန်ကိုသုံးသပ်တယ်ဆုံးဖြတ်တယ်ဒီတကယ်ဆိုထားတဲ့အဆိုအမိန့်တိုင်းတကယ်ဟုတ်သလားမဟုတ်ဘူးလားလက်တွေ့ချကြဆိုလိုတာကတော့ theory နဲ့ practical ပေါ့နှစ်ခုလုံးဒါအင်္ဂလိပ်စကားနဲ့ပြောလို့ theory နဲ့ practical လို့ပြောတာလူတွေကလည်းဒါကြာဘူးနောက်မှရှိနေတော့အဲ့လိုမဟုတ်ဘူးဘုန်းကြီးတန်နဲ့ပြောရင်ပရိယတ်နဲ့ပฏิပတ်ပေါ့အဲ့ဒါကြတော့ old modern ဖြစ်နေတော့လူတွေကသိပြီးတော့ခေါင်းနဲ့ဝင်ညမဝင်မှာပရိယတ်ပฏิပတ်ဆိုအဲ့ဒါဘုန်းကြီးစကားတွေလာပြောနေတယ်လို့အောင်းမိတ်နေမှာဆိုလို့ theory အဲ့ဒါတူတူပဲဒီနှစ်ခုကပရိယတ်တိနဲ့ပฏิပတ်တိဆိုတာနဲ့ theory နဲ့ practical တူတူပဲအတိပဲပရိယတ်တိဆိုတာသင်ယူခြင်းပฏิပတ်တိဆိုတာလက်တွေ့လှုပ်ဆောင်ခြင်းပဲနော်အားလုံးဟာဒီတိုင်းကြီးပဲသွားတာပဲအဲ့ဒီပရိယတ်ပฏิပတ်နှစ်ခုပေါင်းလိုက်လို့ထွက်ပေါ်လာတဲ့ရလကမှာ wisdom ပညာဖြစ်တယ်
အဲ့တော့လူဖြစ်လာလို့ရှိရင်အရာခသိမှာအသိပညာရအောင်ကြိုးစားဖို့လိုအပ်တယ်တဲ့ဒါတာထုပညာနာဝနရောကိုနေစင်တဲ့အမြတတိရှိနေရမယ်တတိရှိနေရမယ်ဆိုတာဘယ်အရာပဲဖြစ်တတိမရှိအမှတ်ပဲနေလို့ရှိရင်အချိန်ကြီးကတော့ကုန်ဆုံးသွားမှာပဲအခုကြည့်လေ2019နှစ်ကကုန်သွားပြီမနေ့ကလို့ခနေ့ကလို့ ਨੇ ကုန်သွားလိုက်တာတော့ကြမကြခင်2020ကလည်းကုန်တော့မှာပဲဒီလိုပဲ Happy New Year လုံးလုံးမှာဟိုမှာဟိုပါးစပ်ညောင်းတာမပြေသေးဘူးနောက်ထပ် Happy New Year လုပ်ဖို့ဖြစ်လာအောင်မှာကုန်သွားတာမြန်တယ်သို့တော့အဲ့ဒီအတွင်းမှာကိုရလိုက်တာတွေကကုန်သွားရချိုနတ်အောင်ရလိုက်ဖို့လိုတယ်ပေါ့ဘာပညာတွေငါရလိုက်တယ်လေငါမှအတွေ့အကြုံတွေပညာရက်တွေဘယ်လောက်ရတယ်လဲအဲ့ဒါအတွက်တတိထားပြီးတော့စူးစမ်းအထောက်အမယ်တာထုပညာနာဝနရောလူဖြစ်လာလို့ရှိရင်အသိပညာရှိမှကောင်းတယ်တာထုမိတ္တနာမတ်ထုတ်ပေါ်နောက်တတိယဘိုက်ကမိတ္တနာဆိုတာမိတ်ဆွေတွေခင်မင်ရနှီးသူတွေတုံးနဲ့တူသူကတယောက်ကျေးဇူးဆိုတာရှိရတယ်တူကျေးဇူးဆိုတာပြုခဲ့မှုတဲ့ကျေးဇူးတွေမကဲညာအဲ့ဒီလိုမိတ်ဆွေမျိုးတွေနဲ့ပတ်သက်လာတဲ့အခါမှာအထုပ်ပေါ်ကျေးဇူးမကမ်းရဘူးမပြစ်မှားရဘူးဆိုပါစို့မိတ်ဆွေတွေထဲမှာတော့အရေးကြီးဆုံးမိတ်ဆွေကတော့အမေနဲ့အဖေပဲအမေဖေပေါ်မှာကျေးဇူးမကမ်းနဲ့ဆရာတွေပေါ်မှာကျေးဇူးမကမ်းနဲ့ဆရာမတွေပေါ်မှာကျေးဇူးမကမ်းနဲ့ကိုမိတ်ဆွေချင်းချင်းထဲမှာကိုကြီးဆောင်ရှောက်ထားတာတွေကျေးဇူးမကမ်းနဲ့ကျေးဇူးတရားသိထားရမယ်လို့သူတို့ဆိုလိုတယ်နော်မြန်မာလူမျိုးတွေရဲ့သမိုင်းမှာကျေးဇူးတရားသိတတ်တာအလုံးကိုထင်ရှားတယ်အင်းဝခေတ်ကစကိုင်းနဲ့ပင်ရနဲ့စကိုင်းပင်ရခေတ်ကငခင်ညိုလို့ခေါ်ရတဲ့မှာနော်ကျော်စွာဘုရင်ကအသင်္ခေယစော်ရုံကိုလောက်ချန်ခိုင်းတာသူကြီးပဲလောက်ချန်ခိုင်းတာဟိုကသင်္ခေယစောယုံမင်းနတ်တင်ထားတဲ့ထမင်းကိုစားပြီးတော့သင်္ခေယစောယုံမင်းကိုတတ်ဖို့သူအိတ်ခမ်းထဲကိုရောက်ပြီးသူကြိုင်တဲ့တန်လျက်ဓာတ်ကိုလက်ထဲရပြီးမှငါနေလေကသူထမင်းစားထားတာမတတ်တဲ့မူဆိုသူ့ရဲ့စွန့်ဝန်းတဲ့တတ္တိကနဲတာမဟုတ်လေသူခုချိန်မတတ်ပဲပြန်သွားရင်ဟိုဘယင်ကသူ့ကိုတတ်ချင်တတ်မှာတတ်ချင်တတ်ပစ္စည်းဆိုတဲ့သူ့ကိုသူအသေးခံပြီးတော့ခြေစုတရားကိုထိမ့်သိမ်းခဲ့တာဒါမြန်မာရာဇဝင်ထဲမှာဘယ်လိုသမိုင်းမှာတွေ့ချင်မှတွေ့မှာအဲ့ဒီလိုပုံမျိုးရဲ့ခြေစုသိမှုအဲ့ဒါလိုပဲမိတ်ဆွေတွေရဲ့ခြေစုကိုကြံဖန်ပြီးတော့ခြေစုတရားကိုမပြစ်မှားရဘူးတဲ့မြတ်စွာဘုရားရဲ့အဆုံးအမထဲမှာဆိုရင်တစ်ပင်တစ်ပင်အောက်မှာအရိပ်ခုနားနေဘူးလို့ရှင်တစ်ပင်ကိုဖြက်လို့ဖြက်စီအခက်မချိုးသင့်ဘူးလို့ဒီလိုတော့ဟောတာဒါသက်ရှိမပြောနဲ့သက်မဲ့တောင်မှပဲကိုယ်အပူရံကကာဝယ်ပေးထိုင်ကျေးဇူးတရားလို့သတ်မှတ်ရမှာဖြစ်တယ်ခဏတော့ကျေးဇူးကမ်းမှုတွေတော်များတယ်အေယဝရီမြေကြီးကကိုယ်ကိုကျွေးမွေးထားတော့လေအေယဝရီမြေကြီးတဲ့အမိုက်တွေပြည့်ဟိုဟာတွေလောက်တာလဲကျေးဇူးကမ်းခြင်းတစ်မျိုးပဲပေါ့နော်ကျေးဇူးကမ်းခြင်းတစ်မျိုးပဲအဲ့ဒီလိုကိုယ်နိုင်ငံကိုမွေးထားတဲ့နိုင်ငံပေါ်မှာကိုကကျေးဇူးပြုရကျေးဇူးမကမ်းရဘူးဘယ်ကိစ္စမှကျေးဇူးမကမ်းရဘူးဆိုတာဒါဒီမြတ်စွာဘုရားရဲ့ဆုံးမတရားတော်ဟာအလွန်ကောင်းမွန်တဲ့ဟာတွေတာထုမိတ္တနာမတ်ထုတ်ပေါ်ကိုယ်ပေါ်မှာကျေးဇူးပြုထားတဲ့မိတ်ဆွေတွေကိုမပြစ်မှားခြင်းဟာကောင်းတယ်တဲ့နောက်ဆုံးအချင်းချုပ်လေးကတော့ပါပတ္တကရဏံဒုက္ခံသူကြတော့ဘဝမှာအစဉ်ပြေဖို့သာဝရချမ်းသာဖို့ဆိုတာဘာလဲလို့ဆိုရင်မဟုတ်တာမလုံနဲ့မဟုတ်တာမလုံလို့ရှိရင်ဒါဟာဘဝမှာချမ်းသာဘာချမ်းသာတော့လို့မေးလို့ရှိရင်အနဝိစ္စဒုက္ခ happiness or innocent လို့ခေါ်တာချမ်းသာတွေထဲမှာ happiness or innocent ဟာအကောင်းဆုံးပဲအပြစ်ကင်းတဲ့ချမ်းသာလို့ပြောတယ်မဟုတ်တာမလို့သည့်အတွက်ကြောင့်သူဟာ happiness or innocence အပြစ်ကင်းတဲ့ချမ်းသာကိုခံစားရတယ်ပါဠိလိုအနဝိစ္စဒုက္ခပြောเสียအပြစ်မရှိတဲ့ချမ်းသာမျိုးလို့ဆိုအဲ့ဒီချမ်းသာမျိုးဟာအမြတ်ဆုံးပဲအဲ့ဒီချမ်းသာမျိုးကိုရဖို့ရတဲ့
မကောင်းတာမဟုတ်တာတွေမလုပ်နဲ့မလုပ်ဖဲနဲ့ရှောင်ကျဉ်ရမယ်ဆိုအဲ့တော့ဒီလေးချက်လေးကိုမှတ်သားနာယူထားမယ်ဆိုလို့ရှိရင်မှတ်သားထားပြီးတော့တာဓုဓမ္မရုစီရာစာခေါင်းဆောင်လို့ရင်အမှန်တရားကိုနှစ်သက်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တာဓုပညာနာဝနရောလူဖြစ်လာရင်အသိဉာဏ်ကျွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တာဓုမိတ်တာနာမတ်ထုတ်ပေါ်မိတ်ဆွေတွေကိုမပြစ်မှားဘူးမပြစ်မှားရဘူးပပတ္တကရဏံဒုက္ခမဟုတ်တာမလုပ်ခြင်းဟာသာဝရချမ်းသာခြင်းရဲ့အကြောင်းဖြစ်တယ်ဆိုတဲ့ဒီမြတ်စွာဘုရားရဲ့သွန်သင်ဆုံးမချက်၄ချက်အတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်ကိုယ်ဘဝမှာအဆင်ပြေုံမျှမကဒီဘဝမှာလည်းကောင်းနောက်ဘဝဆိုတာလည်းကောင်းဘဝဆက်တိုင်းကောင်းပြီးကောင်းကျိုးချမ်းသာတွေရနိုင်တဲ့အနေအထားမျိုးရရှိနိုင်တဲ့အဆုံးအမစကားတွေဖြစ်တယ်လို့ရှုံကြည်ပြီးလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း